ခင်ဖြစ်သူစီကအမွေတွေအများကြီးရရှိမဲ့တထေးသားဖြစ်ပေမယ့်ဒီလိုအကြောင်းကြောင့်အနေပညာလောကတွေကိုဝင်လာခဲ့တဲ့နေထုတ်အားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တထေးသားလို့ပြောလိုက်ရင်တော့မြန်မာကားတွေထဲကလို့ဘဝကအရန်လွယ်ကူနေမဲ့ချမ်းသာတဲ့မိဘတွေစီကအမွေတွေနဲ့အေးအေးဆေးဆေးနေရမယ်လို့ပြင်းပြမိကြမှာပါနော်ဒါပေမဲ့အပြင်လောကမှာတော့တကယ်တမ်းချမ်းသာတဲ့တထေးသားဖြစ်နေပါလျက်နဲ့မိဘရဲ့အရေးအောက်မှာမခိုးလုံးပဲခက်ခဲကြမ်းတမ်းတဲ့အနေပညာလောကတွေကိုခြေပလာနဲ့တိုးဝင်လာခဲ့တဲ့သူတယောက်ရှိပါတယ်သူကတော့အခုနောက်ပိုင်းမှာပြည်သက်များစွာရဲ့လက်ခံအားပေးမှုတွေကိုရရှိလာသူမင်းသားနေထွက်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ပြင်ပလောကမှာလည်းတထေးသားဖြစ်သူမင်းသားနေထွက်ရဲ့လူမသိသေးတဲ့နောက်ွယ်ကဘဝဖြတ်သန်းမှုအကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နေထုတ်ဟာတကယ်တော့မြန်မာနိုင်ငံရဲ့အစင်းမြင့်လူကုန်တန်းလောကမှာအတော်လေးကိုနာမည်ကြီးလှတဲ့ beauty salon လုပ်ငန်းစုတွေရဲ့ပိုင်ရှင်တိုနီထွန်းထွန်းရဲ့တူရီတော်သားဖြစ်ပါတယ်။တိုနီထွန်းထွန်းပိုင်ဆိုင်တဲ့ဆလုံးတွေဆိုတော့ငွေကြေးအသင့်တင်သုံးစွဲနိုင်သူတွေထက်အစင်းမြင့်အထက်တန်းလွှာတွေသာအဓိကသွားရောက်နိုင်တဲ့ luxury အမျိုးအစားပဲဖြစ်ပါတယ်။အဲဒီလိုအောင်မြင်ကျော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးရဲ့တူရီတော်သားဖြစ်တဲ့အတွက်နေထုတ်ဟာဘာကြောင့်ပင်ပန်းလာတဲ့အနုပညာလောကတွေကိုရုန်းကန်တိုးဝင်လာတာလဲဆိုတာကပြည်သက်တွေကြားထဲမှာမေကွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ဖခင်ဖြစ်သူစီကအမွေတွေကိုအေးအေးဆေးဆေးလက်ခံရယူပြီးလုပ်ငန်းတွေကိုဦးစီးနေနိုင်ရုံနဲ့တင်သူရဲ့ဘဝကပြည့်စုံနေပြီမဟုတ်လား။ဒါပေမဲ့နေထွန်းရဲ့ဘဝကလူတွေထင်တယ်လို့ရွှေလင်ပန်းနဲ့အချင်းစေးကြတာမျိုးမဟုတ်ပါဘူးနော်။ငယ်စဉ်တုန်းကဖခင်ဖြစ်သူကသူ့ကိုအကောင်းဆုံးဖြစ်စေခြင်းနဲ့စိတ်နဲ့ international school တွေမှာထားပေးခဲ့ပြီးကောင်းမွန်တဲ့ပညာရေးကိုထောက်ပံ့ပေးခဲ့တာပါ။ဒါပေမဲ့နောက်ပိုင်းမှာတော့မိဘနှစ်ပါးကကွာရှင်းခဲ့ကြပြီးနေထုတ်ကအမေဖြစ်သူနဲ့သာတူတူနေထိုင်ခဲ့ရပါတယ်။တထေးသားဆိုတဲ့ဂုံပုတ်နောက်ွယ်မှာနေထုတ်ကဆယ်တန်းအောင်ပြီးကလေးကမိခင်ဖြစ်သူကိုလှုပ်ကြွေးပြုစုဖို့အတွက်ကိုဝမ်းစာကိုရှာဖွေခဲ့ရတဲ့သူပါ။မိဘရဲ့ငွေကြေးအင်အားကိုမှမျှော်ကိုပဲကိုယ့်ရဲ့လုပ်အားကနဲ့တောင်ကိုဘဝကိုတိဆောက်ခဲ့ရပါတယ်။အနေပညာလောကတွေကိုဝင်ရောက်လာတဲ့အချိန်မှလေသူ့အဖေရဲ့နာမည်ကိုတစ်ချက်မှမသုံးပဲသူ့ရဲ့အရေးချင်းတဲ့တောင်ခက်ခဲတဲ့တရုပ်ဆောင်ဘဝကိုစတင်ဖြတ်တန်းခဲ့ရတာပါနေထွန်းဟာအခုချိန်မှာတော့ဖခင်ဖြစ်သူစီကအမွေတွေကိုမျှော်လင့်နေစရာမလိုတော့တဲ့အထိအောင်မြင်တဲ့တရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပါပြီသူ့အတွက်တော့သူဟာတထေးသားဖြစ်ခြင်းကဘဝကိုဘာမှလွယ်ကူသွားစေမှာမဟုတ်ဘဲကိုချရာပေါ်ကိုရည်တည်နိုင်ခြင်းကသာဘဝအတွက်အစစ်မှန်ဆုံးအမခံချက်ပဲဆိုတာကိုလက်တွေ့ပြသခဲ့တာပါကိုလန်းကိုဖောက်ပြီးကိုအားကိုအောင်မြင်လာတဲ့နေထွန်းကအခုဆိုရင်တော့ဖခင်ဖြစ်သူအတွက်လည်းဂုဏ်ယူစရာသားကောင်းတစ်ယောက်ဖြစ်နေပါပြီရှင်လူငယ်တွေအနေနဲ့မိဘတွေရဲ့ထောက်ပံ့ကိုပဲအမြဲစောင့်မျှော်မနေပဲကိုယ်တိုင်စူးစမ်းအထောက်မှုကသာတကယ်တန်ဖိုးရှိတဲ့အောင်မြင်မှုဖြစ်တယ်ဆိုတာကိုနေထွန်းရဲ့ဘဝကသင်ခန်းစာပေးနေပါတယ်တကယ်လည်းပဲအရေးချင်းများစွာရှိသူမင်းသားလေးဖြစ်လို့ရှေ့ဆက်အောင်မြင်ဦးမှာကအသေးချပါပဲနော်ပရိသတ်တို့ရောမင်းသားနေထွက်ကိုဒီလိုတူရီသောတထေးသားလေးမှန်သိကြရလားဆိုတာcommentမှာပြပြခဲ့ပါအောင်ရှင်မင်းသားနေထွက်ကိုဘယ်တော့မှစသိခဲ့ကြတာလဲပြီးတော့နေထွက်ကိုတတိထားမိစေခဲ့တဲ့အကြိုက်နဲ့သက်ဆုံးအချက်လက်လေးရှိရင်လည်း commentမှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်နော်အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်ရှင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ